နှလုံးသွေးကြောချင်းဆိုတာပါလေဘယ်လိုကုသလို့ရမလဲအားလုံးပဲမင်္ဂလာပါကျွန်မကတော့ဒေါက်တာဖြူပါဒီကနေ့နှလုံးသွေးကြောချင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုမျှဝေပေးချင်ပါတယ်ကျမတို့နှလုံးကခန္ဓာကိုယ်တစ်ခုလုံးမှာလိုအပ်နေတဲ့အောက်ဆီဂျင်နဲ့သွေးတွေကိုညှစ်ပြီးတော့မှပို့ပေးနေတဲ့ကြွက်သားကြီးတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒီနှလုံးကိုလည်းလိုအပ်တဲ့အောက်ဆီဂျင်နဲ့သွေးကိုပို့ပေးနေတဲ့သွေးကြောလေးတွေရှိတယ်ပေါ့နော်အဲ့ဒီသွေးကြောလေးတွေကဒီနှလုံးကိုဝိုက်ပြီးတော့မှသူ့ရဲ့နေရာမှာတွေ့နေရပါတယ်နှလုံးသွေးကြောချင်းဆိုတာကအဲ့ဒီသွေးကြောလေးတွေရဲ့နေရာမှာဒီအဆီနဲ့ကယ်လ်ဆီယမ်တွေစုပုံပြီးတော့မှမာကြောလာပြီးတော့မှဒီ plate လေးတွေဖြစ်လာပြီးတော့မှကျင်းသွားတာပေါ့နော်ဒီသွေးကြောတွေကအကယ်၍ကျင်းတာဆိုရင်တော့ဒီရင်ပတ်အောင်တာပေါ့နော်အန်ဂျိုင်နာတွေဖြစ်တယ်လုံးဝပိတ်သွားတယ်ဆိုလို့ရှိရင်တော့နှလုံးရပ်တာလို့ဖြစ်နိုင်ပါတယ်နှလုံးသွေးကြောချင်းရဲ့လက္ခဏာတွေကဘာတွေရှိသလဲရင်ပတ်အောင်တယ်ပေါ့နော်ဒီရင်ပတ်မှာဆုပ်ထားသလိုညှက်ထားသလိုတစ်ခုခုအလေးနဲ့ဖိထားသလိုမျိုးအောင်တယ်ပြီးလို့ရှိရင်အဲ့ဒီနာကျင်မှုကဒီလက်မောင်းတို့အခုံးတို့အထူးသဖြင့်ဘယ်ဘက်ပေါ့နော်ပြီးလို့ရှိရင်လည်းဘင်းကိုကြောဖက်အဲ့ဒါတွေပါပြတ်နေသွားတယ်ပြီးလို့ရှိရင်တော့အသက်ရှူမဝဘူးတစ်ခုခုလှုပ်ရှားလုပ်လိုက်ပြီဆိုလို့ရှိရင်မောတယ်ပြီးရင်ပြုတ်တာအနာတွေလည်းဖြစ်တတ်တယ်ပေါ့နော်အရေးကြီးတဲ့လက္ခဏာတွေကတော့ဒီရင်မအောင်တာတွေကရုတ်တရက်ကြီးပိုဆိုးလာတယ်ချွေးစည်းတွေပြန်လာတယ်အသက်ရှူရလည်းမဝဘူးအဲ့လိုလက္ခဏာရှိတယ်ဆိုလို့ရှိရင်တော့ချက်ချင်းဆေးရုံသွားဖို့အကြံပေးချင်ပါတယ်နှလုံးသွေးကြောချင်းဟာဘယ်လိုလူတွေမှာပိုဖြစ်တတ်တယ်လဲပေါ့နော်ဆက်လက်တောက်တဲ့လူတွေတွေးတိုးရှိတဲ့လူတွေစီးချိုရှိတဲ့လူတွေအဝလွန်တဲ့လူတွေကိုယ်လက်လှုပ်ရှားမှုသိမရှိတဲ့လူတွေဒီမျိုးရိုးထဲမှာနှလုံးသွေးကြောချင်းရှိတဲ့လူတွေစိတ်ဖိစီးမှုများတဲ့လူတွေပေါ့နော်အဲ့ဒီလူတွေမှာပိုပြီးတော့ဖြစ်တတ်တယ်နှလုံးသွေးကြောချင်းကိုဘယ်လိုကာကွယ်လို့ရမလဲပထမဆုံးတစ်ချက်ကတော့ဆက်လက်ဖြတ်ရမယ်ကဲ၍တွေးတိုးရှိတယ်ဆိုရင်လည်းတွေးတိုးယောဂါကိုစိတ်သေချာတောင်းရမယ်စီးချိုရှိရဆိုရင်လည်းစီးချိုကိုသေချာကုရမယ်ဒီအစီတွေများနေတယ်ဆိုရင်လည်းအစီကြဆေးတွေပါတောက်ဖို့လိုမယ်ပြီးရင်တော့ဒီအစားအသောက်ပေါ့နော်ဒီအချိုအငံအစိမ့်အစီများတဲ့ဟာတွေဆိုလို့ရှိရင်လျှော့စားရမယ်ကျန်းမာရေးကောင်းစေတဲ့အသီးအနှံတို့အသီးရွက်တို့ကိုပို့စားရမယ်ကိုယ်လက်လှုပ်ရှားမှုလုပ်ရမယ်ပေါ့နော်နေ့တိုင်းတစ်ရက်ကိုနာရီဝက်တစ်ပတ်ကို9ရက်လောက်လမ်းလျှောက်တာလေ့ကျင့်ခန်းလုပ်တာတွေလုပ်ရမယ်ကိုယ်လေးချိန်ထိန်းမယ်ပြီးဒီစိတ်ဖိစီးမှုတွေများတယ်ဆိုလို့ရှိရင်လည်း stress ကိုလျှော့ချအောင်လုပ်မယ်ပေါ့နော်နှလုံးသွေးကြောချင်းရှိမှဘယ်လိုသိနိုင်မလဲဆိုလို့ရှိရင်တော့ဒီ ECG ဆွဲရင်လည်းသိနိုင်တယ် ECG ဆွဲရင်နှလုံးသွေးကြောချင်းတွေပေါ်နိုင်တယ်ပြီးရင်တော့ဒီ exercise stress test ပေါ့နော်ပြေးစားပေါ်မှာပြေးပြီးတော့မှနှလုံးစမ်းသပ်တာသွေးကြော CT ထဲမှာရိုက်တာပေါ့နော်အဲ့ဒါတွေရိုက်ခြင်းအပြင်သိနိုင်တယ်နှလုံးသွေးကြောချင်းရှိတယ်ဆိုလို့ရှိရင်ဘယ်လိုကုသလို့ရမလဲအရင်ဆုံးကတော့ကုသမှုရဲ့အရေးကြီးတဲ့အချက်တွေကတစ်ခုကတော့နေထိုင်မှုပုံစံပြောင်းလဲရမယ်ပေါ့နော်ခုနကပြောတဲ့ဒီလေ့ကျင့်ခန်းတွေနေ့စဉ်လုပ်မယ်ပြီးလို့ရှိရင်အစားအသောက်ကအစီအစိမ်းတွေအချိုတွေအငံတွေလျှော့မယ်ပြီးလို့ရှိရင်တော့ဒီအသီးရွက်တွေအသီးနှံတွေကိုများများစားမယ်ဆက်လက်ဖြတ်မယ်ပေါ့နော်ပြီးရင်တော့ဆေးဆရာဝန်ညွှန်ထားတဲ့ဆေးတွေသွေးကျဲဆေးစီးချိုကျဆေးသွေးတိုးဆေးပြီးရင်အစီကျဆေးအဲ့ဒါတွေကိုပုံမှန်တောက်မယ်ဆေးမပြတ်ဆေးနေပေါ့နော်ဒီသွေးကြောကကျင်းပြီးတော့မှဆေးနဲ့အဆင်မပြေတော့တဲ့လူနာတွေမှာဆိုရင်တော့သွေးကြောချဲ့ရတယ်ပေါ့နော်သွေးကြောချဲ့ဖို့အတွက်ဆိုလို့ရှိရင်ဒီပေါင်သွေးကြောသို့မဟုတ်ဒီလက်သွေးကြောကနေတစ်ဆင့်ကတိတာကိုထည့်တယ်အဲ့ဒီကတိတာလေးကနေမှပိုက်လေးကနေမှဒီနှလုံးထိသွားတယ်နှလုံးကိုရောက်ပြီဆိုလို့ရှိရင်ဒီကျင်းတဲ့နာလေးရရင်ဒိုင်းလေးပေါ့နော်ဒိုင်းလေးထိုးပြီးတော့မှဒီဘလောက်ကျင်းနေလဲဆိုတာလေးကိုကြည့်တယ်ပြီးရင်တော့အဲ့ကျင်းနေတဲ့နေရာလေးကိုပုံလုံးနဲ့ချဲ့တယ်ချဲ့ပြီးရင်တော့ stand လေးထားခဲ့လိုက်တယ်ပေါ့နော်အဲ့ဒါကိုနှလုံးသွေးကြော stand ထည့်တာပေါ့နော်နှလုံးသွေးကြောချဲ့တာလို့ခေါ်တယ်နောက်တစ်ခုကကြတော့ဒီနှလုံးသွေးကြောချဲ့လို့အဆင်မပြေတော့တဲ့လူတွေမှာဆိုလို့ရှိရင်တော့နှလုံးသွေးကြောတတာထိုးတယ်ပေါ့နော် CABG လို့ခေါ်တယ်သူကတော့ဒီခြေထောက်ကသွေးကြောသို့မဟုတ်ဒီရင်ပတ်ထဲကသွေးကြောလေးကိုယူပြီးလို့ရှိရင်ဒီနှလုံးကျင်းနေတဲ့သွေးကြောလေးကိုကြော်ပြီးတော့မှသွေးကြောတတာလေးထိုးလိုက်တာပေါ့နော်အဲ့လိုလေးကုသလို့ရပါတယ်တို့ချုံပြောရမယ်ဆိုလို့ရှိရင်တော့နှလုံးသွေးကြောချင်းဆိုတာကဒီနှလုံးကိုသွေးပို့ပေးနေတဲ့သွေးကြောလေးတွေကကျင်းတာပေါ့နော်ဒီရင်ပတ်အောက်မှာနဲ့မောတာကတော့အဓိကသူ့ရဲ့လက္ခဏာပေါ့နော်အရင်ဆုံးတော့ဒီနေထိုင်မှုပုံစံတွေပြောင်းလဲရမယ်ပေါ့နော်ပြီးရင်ကုသမှုပိုင်းကတော့ဆေးတွေပုံမှန်တောက်မယ်ဆေးတောက်လို့အဆင်မပြေရင်တော့နှလုံးသွေးကြောချဲ့တာတွေလုပ်ရမယ်ချဲ့လို့အဆင်မပြေတဲ့လူနာတွေမှာဆိုရင်တော့ဒီခွဲစိတ်ရတယ်ပေါ့နော်နှလုံးသွေးကြောတတာထိုးရလေးလုပ်ရပါတယ်ဒါလေးကတော့ဒီပဟုသုတနဲ့ပတ်သက်တဲ့ဟာလေးကိုမျှဝေပေးတာဖြစ်ပါတယ်ကိုယ်စီမှာလက္ခဏာတွေရှိနေတယ်ဆိုလို့ရှိရင်တော့နှိစက်တဲ့ဆရာဝန်နဲ့နှလုံးဆရာဝန်နဲ့ပြဖို့တိုက်တွန်းချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်